ဘဝဆိုတာကဏပဲဇက်ခုံမော်တက်ပြီးကပြတဲ့တညတာကပြတဲ့ဇက်အင်ကြီးတစ်ဖွဲ့ပဲတဲ့မိုးလင်းတော့ဇက်ခုံမော်ပါရှိသေးလေရှိတော့မထနော်အဲ့လိုဘဝဆိုတာမတီမမြဲနေရတာယောဂီတို့ပျော်မွေ့သလားဘဝတစ်ခုရောက်လာလိမ့်မတီမမြဲနေရလိုက်ဖျို့ဖျဲနေရလိုက်ဘဝခန္ဓာကြီးကိုပင်မအောင်လုပ်လိုက်နေဘူးမွေးရမရှောင်ဆင်းရဲခံလိုက်နော်သားတဲ့သမီးတွေပြောတယ်ဆိုခဏနေလေပြီးတော့ပြိုကိုရလိုက်ရတဲ့ခန္ဓာကြီးပြစ်ထားလိုက်အဲ့ဒါကြီးကိုယောဂီတို့နှစ်သက်သလားအဲ့ဒီလိုအဖြစ်မျိုးခဏခဏဖျို့ဖျဲဖြစ်ချင်သေးလားသားတဲ့သမီးတွေဖေးတွေမေးနဲ့ကိုကကလေးဘဝကြီးတော့ကို့ဖေကို့မေနဲ့အတူတကွပြန်မနေချင်ဘူးလားနေချင်လို့ရသေးလားနောင်ဘယ်တော့မှမဖြစ်တော့ဒီသရံဒီဟန်ဒီဖေဒီမေဒီသားဒီသမီးဒီပြောဒီဆိုဒီဟာနဲ့ဘလို့မှဖြစ်လာတော့ငယ်တော့အကြောင်းတွေးလိုက်ဟောနမအကြောင်းတွေတောင်တွေးလိုက်အဖေမင်းနဲ့အဲ့ဒီလိုပြင်ပြန်စင်းနေတငယ်ချင်းတွေအကြောင်းတွေးလိုက်ရှိသေးလားဘဝဆိုတာမခိုင်မြဲဘူးအတိမကြောက်အဲ့ဒါကိုဒီလိုဖျို့ဖျဲပြိုကွဲနေတဲ့ဘဝဇာလန်ကြီးကိုမြတ်စွာဘုရားအစရှိတဲ့အရိယသူတော်ကောင်းတွေကနောက်ဇဝင်ခံနဲ့ဒီမှာမပါအောင်ယုံထွက်သွားကြပြီခင်ဗျားတို့ကျုပ်တို့ကဖျို့ဖျဲဇာလန်ကြီးမှာအော်လုံးဟိတုံပြောလုံးရှင်တုံတွေ့တုံကတ်တုံရှိသေးတယ်ဟုတ်ပြီလားအဲ့ဒါကိုပဲတဲ့ယောဂီတို့ဘဝဇက်ခုံကြီးကိုအနိစ္စဇာလန်ကသွားပုံဒုက္ခဇာလန်ကသွားပုံအနတ္တအနိမ့်မရှိမခိုင်မာကိုလိုသလိုမဖြစ်တဲ့ဇာလန်နေနဲ့ဖျို့ဖျဲနဲ့တပွဲပြီးတပွဲသွားတာကြီးကိုနော်အထနိဗ္ဗာန်တတိညီးငွေလာတယ်အဲ့လိုကြည့်တော့ဘဝကိုလိုချင်သေးလားညီးငွေလာလိမ့်မယ်တဲ့အေသာမေကောဝိသုဒ္ဓိဟာအဲ့ဒါနိဗ္ဗာန်သွားမယ်စင်ကြယ်တဲ့လမ်းကြောင်းကြီးပါပဲအိမ်မာနေရင်အဲ့ဒီလိုတန်ဝေကပွားနေတာလဲတန်ဖိုးကြီးပါတယ်